Hi အခုကကြတော့ရာရှိတို့တွေရှေ့တွေမှာခိုင်းဝါ run shoe လေးကျင်းခဲ့တယ်လို့မျိုးပဲရာရှိနဲ့အတူတူဒီနေ့မှာလည်းပဲခိုင်းဝါ run shoe လေးကျင်းကြရအောင်เนาะ Hi ဒါဆိုလို့ရှိရင်နံပါတ်1ကကြတော့ဂျပန်မှာကရာသီဥတု၄ခုရှိပါတယ်တဲ့ကဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောကြည့်ပါမယ်ဂျပန်မှာကရာသီဥတု၄ခုရှိပါတယ်ဘယ်လိုပြောကြမလဲလွယ်လေးပါစဉ်းစားကြည့်ပါအောင်Hi အဲ့တော့ရာရှိပြောပြပါမယ်အယုံဆုံးအနေနဲ့ဖြည်းဖြည်းချင်းပြောပြပေးပါမယ်เนาะအဲ့တော့日本には季節が4つあります日本には季節が4つありますဂျပန်မှာကရာသီဥတု၄ခုရှိပါတယ်はいအဲ့တော့日本には季節が4つありますရမယ်နော်နောက်တစ်ခုကြည့်ရအောင်ပါအစည်းအဝေးမှာကိုယ့်အမြင်ကိုပြောဖို့လိုအပ်ပါတယ်အစည်းအဝေးမှာကိုယ့်အမြင်ကိုပြောဖို့လိုအပ်ပါတယ်ဘယ်လိုပြောမလဲစဉ်းစားကြည့်ပါဦးအစည်းအဝေးမှာကိုယ့်အမြင်ကိုပြောဖို့လိုအပ်ပါတယ်ကိုယ့်အမြင်ဆိုတာလေးကိုစဉ်းစားကြည့်အောင်နော်သေချာလေးはい私ပြောပြပါမယ်အရင်ဆုံးဖြည်းဖြည်းချင်းပြောပြအောင်မယ်နော်ခန်းကြီးတဲ့အစည်းအဝေးမှာ自分の意見をကိုယ့်ရဲ့အမြင်自分の意見ကိုကိုယ့်ရဲ့အမြင်ကို言う必要がありますပြောဖို့လိုအပ်ပါတယ်เนาะအဲ့တော့ခန်းကြီးတဲ့自分の意見を言う必要がありますအဲ့တော့အစည်းအဝေးမှာကိုယ့်အမြင်ကိုပြောဖို့လိုအပ်ပါတယ်ဟိုက်နောက်တစ်ခုသွားရအောင်ပါလစာကလတိုင်း25ရက်နေ့မှာရရှိပါတယ်လစာကလတိုင်း25ရက်နေ့မှာရရှိပါတယ်ဘယ်လိုပြောမလဲအဲ့တော့ဟိုက်給与はလစာက毎月လတိုင်း25ရက်နေ့လို့ပြောတဲ့အတွက်25日にもらいますရရှိပါတယ်ပြန်ပြောမယ်လစာကဆိုတော့給与は毎月လတိုင်း25日に25ရက်နေ့မှာもらいますရရှိပါတယ်ရမယ်နော်ဟိုက်အဲ့တော့給与は毎月25日にもらいますဟိုက်ဒါဆိုရင်နံပါတ်4သွားရအောင်အားလရက်တွေမှာမိသားစုနဲ့အတူအချိန်ဖြုံးပါတယ်အားလရက်တွေမှာမိသားစုနဲ့အတူအချိန်ဖြုံးပါတယ်အချိန်ကုန်ဆုံးပါတယ်ပေါ့ကဲဘယ်လိုပြောမလဲはい休みの日は家族と一緒に過ごします休みの日はအားလရက်က家族とမိသားစုနဲ့一緒にအတူတူ過ごしますကုံဆုံးနဲ့ချိန်ဖြုံးနဲ့ဆိုတဲ့ပုံစံလေးပါအဲ့တော့ပြန်ပြောကြည့်ပါဦး休みの日は家族と一緒に過ごしますရမယ်နော်နောက်တစ်ခုသွားရအောင်ခရီးသွားတိုင်းအတွေ့အကြုံသစ်တွေရတတ်ပါတယ်ခရီးသွားတိုင်းအတွေ့အကြုံသစ်တွေရပါတယ်ရတတ်ပါတယ်တူတူပဲပေါ့နော်ဟိုက်အဲ့ဒါလေးကိုပြောကြည့်ပါဦးはい予約するたびに新しい経験ができます予約するたびに新しい経験ができますအဲ့တော့ခရီးသွားတိုင်းအတွေ့အကြုံသစ်တွေရတယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဟိုက်皆さんဒီ၅ပုံမှာ皆さんတို့ဘယ်နှပုတ်ဖြေနိုင်လိုက်လဲဟိုက်အဲ့တော့ဒါမျိုးလေးတွေကိုခဏခဏလေးကျင့်ပေးပါเนาะအဲ့တော့ဒီမှာပဲထပ်ပြီးတော့ပြောလိုက်ပါအောင်မယ်အဲ့တော့ဒီလိုဗီဒီယိုဖိုင်တင်ပြီဆိုလို့ရှိရင်ခိုင်းဝအတန်းနေလာမေးကြလို့ပေါ့နော်ခိုင်းဝအတန်းလောလောဆယ်မရှိသေးပါဘူးမနာဆန်ဝရရှိဖွင့်နေဆိုလို့ရှိရင်ကြော်ညာပေးပါမယ်ဘာလို့လဲဆိုတော့လောလောဆယ်ဝရရှိ zone class အတန်းနေလဲပြည့်နေတဲ့အတွက်ကြောင့်မလို့လောလောဆယ်မှာတော့ zone အတန်းနေကောနောက်ပြီးကြတော့ခိုင်းဝအတန်းရောလောလောဆယ်မရှိသေးပါဘူးဖွင့်လို့လည်းမရသေးလို့အချိန်လည်းလုံးဝမရှိလို့ပါလောလောဆယ်တက်ချင်နေဆိုရင်တော့ဝရရှိစီမာကဒီ M5 M4 complete ရဲ့ဒီ ready video class လေးတော့ရှိပါတယ်ခိုင်းဝတီးတဲ့ video class လေးမရှိသေးပါဘူးเนาะအဲ့ဒါလေးကိုကြိုပြီးတော့ပြောထားတာပါရှင်အဲ့ဒါဆိုလို့ရှိရင်ဒါမျိုးလေးတွေနဲ့များများလေ့ကျင့်ပေးပါเนาะဒါဆိုလို့ရှိရင်မနာဆန်တို့ရဲ့ခိုင်းဝ level ကလည်းတဖြည်းဖြည်းချင်းနဲ့တက်လာပါလိမ့်မယ်ဒါပေမဲ့ဒါကိုပဲလေ့ကျင့်နေရုံမဟုတ်ဘဲနဲ့မနာဆန်တို့အနေနဲ့ YouTube တို့ဘာတို့မှာဒီ sharing လုပ်တာမျိုးတွေနောက်ပြီးကြတော့ဒီ listening တွေနားထောင်တာမျိုးတွေလည်းလုပ်ပေးပါဒါမှလည်းပဲဒီဗတ်မျှပြီးတော့เนาะနားရနားထောင်တာရောအပြင်ကပြန်ပြီးတော့ဒီစကားပြန်ပြောတာရောနဲ့အဆင်ပြေသွားမှာပါဟိုက်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုဖိုင်ဒီမှာထပ်ပြီးတော့တွေ့ပါမယ်ရှင်じゃまたねバイバイ